ပြီးခဲ့တဲ့အပိုင်းမှာတော့အင်ဒိုနီးရှားကအိပ်ပျော်နေတဲ့မြားရဲ့ချိန်တန်းကနေလွတ်မြောက်သွားပြီဆိုတော့သူ့ရဲ့မူလဗီဇကအတိုင်းဝိညာဉ်လေးပါးရတနာကိုလူဖို့ကာကူမဲစီကိုတော်ဟုန်တို့ပြေးလာခဲ့တာကြောင့်ကာကူမဲလည်းကျွန်တော်တကြားနဲ့ထွက်ပြေးနေရပါတော့တယ်အင်ဒိုနီးရှားဟာသူ့ရဲ့အာယွန်ကလောနဲ့ကာကူမဲကိုကုတ်လိုက်ပေမဲ့ကာကူမဲကခလုတ်တိုက်ပြီးမှောက်လေသွားတာကြောင့်တီလေးကတ်လွတ်သွားခဲ့ပါတယ်ရောသားတွေကလည်းဓားတွေများတွေနဲ့အင်ဒိုနီးရှားကိုဝိုင်းထားကြပေမဲ့အင်ဒိုနီးရှားရဲ့ခွန်အားကိုမရှင်နိုင်ကြပါဘူးအင်ဒိုနီးရှားကငါ့ကိုဘာကောင်များမှတ်နေလဲရင်းရှင်များမိတ်ဆန်မလို့ထင်နေလားဆိုပြီးတောက်ကြီးတောက်ကျလေးပြောကရွာသားတွေကိုခနဲ့နေခဲ့ပါတယ်။အဲဒီချိန်မှာပဲအဖွားကိုခါရတဲ့ကဟိုပတိကုန်းတစ်ခုကိုအုံကွီစီကွာကွာဆကွီဆိုရောဂါရာတွေမမ်းမို့ပြီးပြစ်လွတ်လိုက်တဲ့အခါမှာပတိလုံးတွေကလေထဲကိုပြန်သွားပြီးအင်ဒိုနီးရှားရဲ့လေပင်မှာဝင်ငနဲ့ဆွတ်သွားပါတယ်။အင်ဒိုနီးရှားကဒါပါအမိုက်လဲဆိုပြီးဆွဲဖြုတ်ဖို့ကြိုးစားပေမဲ့မရပါဘူး။ခိုင်းတဲ့ကကာကူမဲကိုမြန်သူ့ရဲ့ဝိညာဉ်ကိုကျုံးနှံနိုင်မဲ့စကားတစ်ခွန်းရွတ်လိုက်ဆိုပြီးတော့လမ်းအောင်လိုက်တဲ့အခါကာကူမဲကလည်းဘာရွတ်ရမှလဲဆိုပြီးပြန်မင်းနေခဲ့ပါတယ်။ဖွားကာရီတဲ့ကဘာဖြစ်တကူကူတာကျွတ်လိုက်ဆိုပြီးပြန်ပြောလိုက်တာပေါ့ကာကူမဲကလည်းကြောင်းရတဲ့ကြားနဲ့ဝိညာဉ်လေးပါရတနာကိုကောက်ပြီးထွက်ပြေးသွားတဲ့အခါမှာတော့ချောက်ကမ်းမတစ်ခုကနေပြုတ်ကျပြီးဝိညာဉ်လေးပါရတနာကလည်းကျိုးသားဖို့ကိုတပြေးပြေးနှိမ့်သွားခဲ့ပါတယ်အင်ဒိုနီးရှားကငါ့ကိုထိန်းချုပ်မယ်လေးပါလေးနဲ့အာဂျင်လေးနဲ့တောက်ယူမလို့ပြောပြီးဝိညာဉ်လေးပါရတနာကိုကောက်ဖို့သွားတဲ့အခါမှာကာကူမဲကသူ့ကိုထိန်းချုပ်ဖို့ဘာရွေးရမလဲဆိုပြီးတွေးရင်ပြရာတွေခတ်နေခဲ့ပါတယ်အဲ့လိုနဲ့ပဲကာကူမဲတယောက်အင်ဒိုနီးရှားရဲ့ခွင်းရွက်လေးကိုတီးရသွားပြီးစိတ်ထဲမှာရှိရာဦးစားရီထိုင်ဆန်းလို့អော်လိုက်တာပေါ့အဲ့ဒီခဏမှာပဲပတိကုန်းကအယောင်တွေထွက်လာကလေးလံသွားပြီးတော့အင်ဒိုနီးရှားတယောက်မြေကြီးနဲ့မျက်နှာမိတ်ဆက်သွားပါတော့တယ်ပတိလုံးတွေကိုအင်ဒိုနီးရှားကဖြုတ်ဖို့ကြိုးစားပေမဲ့လည်းအဖွားကာရဲကတော့အင်ဒိုနီးရှားဒီပတိလုံးတွေကိုနင်းအဆွနဲ့ဖြုတ်လိုက်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါမှာကာကူမဲကထိုင်ဆန်းဆိုပြီးရွှေ့လိုက်တာကြောင့်အင်ဒိုနီးရှားလည်းတရားအကူပြတ်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ရွာသားတွေအားလုံးကကီမီကောက်မိတ်ဆာမကြီးကြောင့်ပျက်စီးသွားတဲ့ရွာထဲကအိမ်တွေကိုပြန်လည်ပြင်ဆင်နေကြပါတယ်ဖွားခိုင်တဲ့ကလည်းကာကူမဲကိုတန်ရာလေးဆေးထည့်ပေးနေခဲ့ပြီးဝိညာဉ်လေးပါရတနာပြန်ပေါ်လာပြီးဖြစ်တာကြောင့်အခြားသောမိစ္ဆာတွေလည်းဒီရတနာကိုလာပြီးလူရတော့မှဖြစ်တဲ့အကြောင်းကိုပြောပြနေခဲ့ပြီးတော့မိစ္ဆာတွေလည်းမကပဲမကောင်းတဲ့စိတ်တွေဖုံးလွှမ်းနေတဲ့လူသားတွေကလည်းလာပြီးလူရနိုင်တဲ့အကြောင်းကိုသိပေးနေခဲ့ပါတယ်ကာကူမဲနဲ့အဖွားကာလေးတို့ကားပြောနေတဲ့အချိန်မှာဘေးမှာအင်ဒိုနီးရှားရှိနေပြီးကာကူမဲစီရတနာကိုပေးဖို့တောင်းနေခဲ့ပါတယ်ကာကူမဲကလည်းနေကအရန်စောအားကြီးတာကိုဘာလို့ဝိညာဉ်လေးပါရတနာလုံနေသေးတာလဲငါတော့မလုပ်ဘူးထင်တာပဲဆိုပြီးမိလိုက်တဲ့အခါမှာဖွားကာဦးတဲကအင်ဒိုနီးရှားကတွေးတော်မိတ်ဆာဖြစ်တာကြောင့်ရတနာကိုလိုလာဆိုပြီးပြန်ပြေးလိုက်ပါတယ်ဒါကိုကျတော့အင်ဒိုနီးရှားလေးဒေါသတွေထွက်သွားပြီးချမ်းမြေကိုပောက်သွားအောင်လက်တီးနဲ့ထိုးချလိုက်ကဖွားကြီးငါအကြောင်းကိုတိတယ်လို့လေလုံနေနေဆိုပြီးအော်ပြောလိုက်ပါတယ်ဖွားခိုင်တဲကလည်းနင်အခုထိနားမလည်သေးဘူးလားနင်ကိုအခုလိုဖြစ်အောင်ထိန်းချုပ်နိုင်တယ်ဆိုတာကငါဟာကီကိုညီမလေးခါတဲ့ဆိုပြီးပြပြလိုက်တော့မှအင်ဒိုနီးရှားကသူအရင်ကတွေ့ဘူးတဲ့ကလေးမလေးဆိုတာကိုပြန်လေးသိရသွားပါတယ်အဲ့ဒါနဲ့အင်ဒိုနီးရှားကနင်းတော့အဖွားကြီးဖြစ်နေပြီဆိုတော့ကီကိုလည်းအဖွားကြီးဖြစ်နေလောက်ပြီဆိုပြီးခနိုင်လိုက်တာကြောင့်ဖွားကရတဲ့ကအမကီကိုကနင်းကိုကျင်းစံများနဲ့ပြစ်လိုက်တဲ့နေ့ကလေးကတည်ဆုံးသွားပြီဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီနောက်ကာကူမဲကိုလည်းနင်းကငါအမကီကိုပြန်ဝင်စားတာနင်းမှသူ့ရဲ့အစွမ်းနဲ့အပြင်ဝိညာဉ်လေးပါရတနာလည်းနင်းနဲ့အတူတူပေါ်ထွက်လာတာကတက်တည်ပဲအဲ့ဒါကြောင့်ရတနာကိုနင်းစောင့်ရှောက်ရမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့ကာကူမဲလည်းရွာထဲကိုထွက်လာပြီးရတနာကိုစောင့်ရှောက်ရမယ်ဆိုတဲ့အကြောင်းကိုတွေးနေခဲ့ပါတယ်အဲ့ဒီနောက်အင်ဒိုနီးရှားစီကိုတွားပြီးငါကကီကီယိုမဟုတ်ဘူးကာကူမဲပဲဒါကြောင့်ငါ့ကိုကောင်းမွန်ဆက်ဆံပေးလို့မရဘူးလားဆိုပြီးပြောလိုက်တဲ့အခါအင်ဒိုနီးရှားကငါကဘယ်သူမှကီယိုမဆိုင်ဘူးငါလိုချင်တာကဝိညာဉ်လေးပါရတနာပဲဆိုပြီးပြန်ပြီးရန်တွေးနေခဲ့ပါညရောက်တဲ့အခါမှာတော့ကာကူမဲကဒီကာလာကိုရောက်နေတာ2ရက်ရှိနေပြီမလို့သူ့ရဲ့မိသားစုကိုလွမ်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်မှာမျက်လုံး3လုံးနဲ့ကြီးကန်းကကာကူမဲစီရဲ့ရတနာကိုစောင့်ကြည့်နေတာကြောင့်အင်ဒိုနီးရှားကပဲမောင်းထုတ်လိုက်ရပါတယ်နောက်တစ်နေ့မှာတော့ကာကူမဲကသူရေတွင်းကနေတွေ့တက်လာတာကြောင့်ဒီနေရာကိုရောက်လာတာဆိုပြီးတွေးနေခဲ့ကအဲ့နေရာကနေပဲသူအိမ်ပြင်လို့ရနိုင်တယ်လို့စဉ်းစားမိတော့ပါတယ်အဲ့ဒါကြောင့်ပဲသူရေတွင်းစီကိုထွက်လာခဲ့ပါတယ်ရွာထဲမှာလည်းအဖွားကာရီတဲ့ကကာကူမဲပြောက်လို့လိုက်ရှာနေခဲ့ပါပြီကာကူမဲတယောက်သူထွက်လာတဲ့ရေတွင်းစီကိုရောက်လာတဲ့အခါမှာတော့သူ့ကိုဓမြ3ယောက်ကဖမ်းခေါ်သွားခဲ့ပါတယ်ဓမြ3ယောက်ကကာကူမဲကိုသူ့ရဲ့ခေါင်းဆောင်စီဖမ်းခေါ်သွားခဲ့ပြီးဒီကောင်မလေးကသူ့ဆန်းကနေဝတ်ထားတာပဲဆိုပြီးတော့ပြောနေခဲ့ပါတယ်အဲ့ဒီနောက်ခေါင်းဆောင်ဆိုတဲ့ကောင်ကရတနာကိုငါ့ကိုပေးစမ်းဆိုပြီးအော်ကထားလာခဲ့ပြီးမြင်ဓမြကိုဓာတ်နဲ့ပတ်ခုတ်ပါတော့တယ်ဒီလိုနဲ့ပဲဓမြ3အုပ်နဲ့ကာကူမဲဟာကျောင်းတော်တရားနဲ့ပတ်ပြီးနေရပါတော့တယ်အင်ဒိုနီးရှားတယောက်ကလည်းဒီအယူမှရတနာကိုယူပြီးဘယ်လျှောက်သွားနေရလဲဆိုပြီးလိုက်ရှာနေခဲ့ပါတယ်ဖမ်းခံထားရတဲ့ကာကူမဲနဲ့ဓမြ3အုပ်ကဓမြခေါင်းဆောင်ရဲ့ဓာတ်ချက်ကြောင့်ဖောက်ပေါက်ပိတ်ကပိတ်မိနေခဲ့ပါပြီဓမြခေါင်းဆောင်ကဝိညာဉ်လေးပါရတနာကိုပေးစမ်းဆိုပြီးပြောနေတာကြောင့်ကာကူမဲလည်းအဖွားအကာရတဲ့ပြောပြတဲ့ရတနာတွေကိုမိစ္ဆာတွေမော်ကပဲလူသားတွေပါလူနိုင်နေဆိုတဲ့အချက်ကိုသိရသွားခဲ့ပါတယ်ကာကူမဲကဝိညာဉ်လေးပါရတနာကိုအပြင်ဘက်ကိုဖြစ်ပေါ်လိုက်တဲ့အခါဓမြခေါင်းဆောင်ကအာယုံလေးသွားခဲ့တာကြောင့်နယံကိုဖြုတ်ဖို့ဓမြတွေကိုကာကူမဲကလမ်းပြောလိုက်ပါတယ်ဓမြတွေကလည်းအားကုန်သုံးပြီးနယံကိုတိုက်ကြပေမဲ့ပြုံမသွားခဲ့ပါဘူးအဲ့ဒီချိန်မှာပဲဓမြခေါင်းဆောင်ကကာကူမဲကိုဓာတ်နဲ့ခုတ်လိုက်တဲ့အခါအင်ဒိုနီးရှားရောက်လာပြီးဓမြခေါင်းဆောင်ကိုတီးပြီးလိုက်ပါတော့
တော့တယ်ကာကူမဲကတော့လာခဲ့ပြီးလို့ကျေးဇူးပါပဲလို့ပြောလိုက်ပေမဲ့ငတုံးအင်နူရရှာကတော့ဝိညာဉ်လေးပါးကျန်တာလုံခြုံရလားဆိုပြီးမေးလိုက်တာပေါ့ကာကူမဲကလည်းဖြေဖို့ကြောင်တော်ဖြစ်နေတော့မှာပဲဓမြခေါင်းဆောင်ရဲ့ကိုယ်ထဲကနေမျက်စိတုံလုံးနဲ့ကြီးကန်းကထွက်လာပါတော့တယ်အဲ့ဒီချိန်ကျမှဓမြခေါင်းဆောင်ကတင်းနေပြီဖြစ်ပြီးတော့ကြီးကန်းမိတ်ဆာကမချုပ်နေတယ်ဆိုတာကိုအင်နူရရှာတို့ကနားလည်သွားခဲ့ပါတယ်ကြီးကန်းမိတ်ဆာတွေကအားနေတာကြောင့်သူများခန္ဓာကိုယ်တွေကိုထိန်းချုပ်ပြီးတိုက်ခိုက်ရတာဖြစ်ပါတယ်အင်နူရရှာကအားကုန်ထိုးလိုက်တာကြောင့်ကြီးကန်းမိတ်ဆာလည်းထပြေးသွားခဲ့ပြီးကာကူမဲပစ်ထုတ်လိုက်တဲ့ဝိညာဉ်လေးပါးရန်နာကိုကောက်ချီကပြန်သွားခဲ့ပါတော့တယ်ဒီလိုနဲ့ပဲအင်နူရရှာတို့ကဘေးမှာတွေ့တဲ့လေးနဲ့အများကိုယူပြီးတော့ကြီးကန်းနောက်ကိုအသေးအတန်ပြေးလိုက်ရပါတော့တယ်အင်နူရရှာကကာကူမဲကိုဘာလို့နေတာလဲများလည်းမြန်ပြစ်လိုက်လေလို့ပြောလိုက်တဲ့အခါမှာတော့ကာကူမဲကယူနေလားငါ့ဘဝမှာများတစ်ခါမှမဖြစ်ဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ကြီးကန်းမိတ်ဆာတွေကလူတွေရဲ့အသားကိုစားပြီးအသက်ဆက်နေရတာကြောင့်ဝိညာဉ်လေးပါးရန်နာကိုဒါမျိုးလိုက်ရင်တင်ကဲပြောင်းလဲမှုဖြစ်ကပုံစံပြောင်းတော့မှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကြီးကန်းမိတ်ဆာကရန်နာကိုမျိုးချလိုက်တာကြောင့်ကာကူမဲကသူ့ကိုစူးစမ်းပြီးပြစ်ကြည့်ဖို့လုပ်ပါတော့တယ်အင်နူရရှာကလည်းတစ်ချက်တည်းနဲ့ထိအောင်ပြစ်ကီကျိုးဆိုဆရာကြီးပဲဆိုပြီးပြောလိုက်တော့ငါကာကူမဲကီကျိုးမဟုတ်ဘူးဆိုပြီးကာကူမဲကပြန်အောင်လိုက်ပါတယ်ပြီးတော့ကီကျိုးမင်းရဲ့ဆိုနေငါ့ကိုခဏလောက်ငားပါဆိုပြီးတော့စိတ်ထဲကနေကြေရွှေ့ရင်းညကိုပြစ်လိုက်တဲ့အခါမှာတော့တောက်တလွေးတွေဖြစ်သွားပါတော့တယ်ကာကူမဲကအကျဉ်းချင်းကြိုးစားနေပေမဲ့ဒီလိုတွေပဲပြစ်နေတဲ့အခါမှာတော့အင်နူရရှာငါတိပြီးနင်းကကီကျိုးဝင်စားတာလုံးဝမဖြစ်နိုင်ဘူးဆိုပြီးကာကူမဲကိုပြစ်ချကာသူတယောက်တည်းကြီးကန်းနောက်ကိုလိုက်ပါတော့တယ်ကြီးကန်းမိတ်ဆာကလမ်းမတွေ့တဲ့ကလေးတယောက်ကိုပါပြည့်စာအဖြစ်လမ်းကြုံကြည့်သွားပါသေးတယ်အင်နူရရှာကလည်းအစာကိုအာယုံစိုက်နေမဲ့အစာတူးစီကနေလွတ်အောင်ပြည့်တင်တယ်လို့အော်ပြောလိုက်တဲ့အခါမှာတော့ကာကူမဲကကလေးကိုပဲအရင်ကဖို့လမ်းအော်ပြောလိုက်ပါတယ်အဲ့ဒီနောက်အင်နူရရှာကအာယုံခရော့နဲ့ခုံပြီးကုတ်လိုက်တာကြောင့်ကြီးကန်းမိတ်ဆာလည်းတစားစီကွတ်ထက်သွားပြီးခြိလာတဲ့ကလေးလေးကလည်းရေထဲကိုကြောက်သွားခဲ့ပါတယ်အင်နူရရှာကတော့ကလေးကိုကယ်မဲ့စားရနာကိုပဲလိုက်ရှာနေတာကြောင့်ကာကူမဲကပဲစင်းပြီးကယ်လိုက်ရပါတယ်ကာကူမဲရဲ့ရေကူးအစွမ်းကြောင့်ပဲကလေးလေးကိုကယ်လိုက်နိုင်ပြီးအင်နူရရှာကတော့ဝိညာဉ်လေးပါရနာဘယ်မှာလဲဆိုပြီးလှမ်းမင်းနေပါတစားစီဖြစ်သွားပြီးဖြစ်တဲ့ကြီးကန်းမိတ်ဆာကသူ့ရဲ့ခန္ဓာကိုယ်ပြန်ပေါင်းသွားပြီးရေထဲကနေပြန်တက်သွားတဲ့အခါမှာတော့ကာကူမဲကသူ့ရဲ့ဘေးမှာရှိတဲ့လူတစ်ယောက်စီကနေလေးနဲ့မြောင်ငားလိုက်ပြီးဒီတစ်ခါတော့ထိအောင်ပြစ်မယ်လို့တွေးကပြစ်လိုက်ပါတယ်ကြီးကန်းမိတ်ဆာကသူ့ရဲ့ခန္ဓာကိုယ်ကိုပြန်စုနေတာကြောင့်ကလေးမှာကပ်ပြီးကြံခဲ့တဲ့ကြီးကန်းမိတ်ဆာရဲ့ခြေထောက်အပိုင်းစားကိုညားမှချီပြီးတော့ပြစ်လိုက်တာမလို့ဒီတစ်ခါမှတော့တေချာပေါက်ထိမှာပဲဖြစ်ပါတယ်တကယ်ပဲကာကူမဲပြစ်လိုက်တဲ့များဟာကြီးကန်းမိတ်ဆာကိုထိသွားပါတယ်ကာကူမဲကကြီးကန်းမိတ်ဆာကိုထိအောင်ပြစ်လိုက်နိုင်လို့ပျော်မလို့ပဲရှိသေးတယ်ရုတ်တရက်ဆိုသလိုအလင်းတွေဖြာထွက်လာခဲ့ပါတယ်အမှန်တော့များကကြီးကန်းမိတ်ဆာတင်မကပဲကြီးကန်းမြုပ်ထားတဲ့ဝိညာဉ်လေးပါရနာကိုပါထိမှန်သွားပြီးဝိညာဉ်လေးပါရနာအပိုင်းစားတွေများစွာကွဲထွက်သွားကနေရာနဲ့ကိုလွင့်သွားပါတော့ရတနာကွဲလာတာကိုမသိတဲ့အင်နူရရှာနဲ့ကာကူမဲတို့ကတော့ရတနာကိုလိုက်ရှာနေပါတယ်အဲ့ဒီအချိန်မှာပဲကြီးကန်းတောင်ငါပြန်လာပြီးကာကူမဲကိုတိုက်ခိုက်ဖို့လုပ်တာကြောင့်အင်နူရရှာကပဲတီးပေးလိုက်ရပါသေးတယ်အဲ့ဒီကြီးကန်းကိုထဲကနေပိုင်းသားတစ်ခုထွက်လာတာကြောင့်ဘာမှမသိတာမလို့ကာကွန်မဲကကောက်ယူကြည့်လိုက်တဲ့အခါမှာတော့ဝိညာဉ်လေးပါရတနာအပိုင်းသားတစ်ခုဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှအင်နူရရှာနဲ့ကာကွန်မဲတို့ဟာဝိညာဉ်လေးပါရတနာဟာအစိမ့်စိမ့်မှကွဲထွက်သွားပြီဆိုတာကိုတီးလိုက်ရပါတော့တယ်။